မန္တလေးမြို့ရဲ့အရှိတ်ပသိမ်ကြီးမြို့နယ်မှာတည်ရှိပြီးထူးခြားတဲ့သဘာဝအလှတရားတွေနဲ့တမိုင်းဝင်အံ့ဖွယ်တွေပြည့်နှက်နေတဲ့ရန်ကင်းတောင်တော်ရန်ကင်းတောင်မီဟာမြန်မာတက္ကရာ454ခုနှစ်ပကံခေတ်အလောင်းစီသူမင်းကြီးရဲ့တာတော်မင်းရှင်စောလက်ထက်ကလေးကစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးငရက်မင်းတောင်လို့လည်းခေါ်ရပါတယ်။ထိုစဉ်ကအောင်ပင်လယ်ကန်တခွင်မိုးခေါင်ရေရှားဖြစ်တဲ့အခါမင်းရှင်စောကကြောင်ငါရက်မင်းပုံတံထုလုပ်ပြီးရဟန်းတော်တွေကိုငါးမင်းပြိတ္တော်ရွတ်ဖက်ပူဇော်စေခဲ့ရကနေမိုးကြီးသေးထန်စွာရွာသွန်းခဲ့တယ်လို့တမိုင်းမှာအဆိုရှိခဲ့ပါတယ်။နောက်ပိုင်းမှာမိုးရေရှမ်းပြီးပြည်သူတွေအနာရောဂါထူပြောလာတဲ့အခါအန်ရီတွေကင်းဝေးစေဖို့အဲ့ဒီငါရက်မင်းရုပ်တုတွေကိုတောင်ပေါ်ကကြောက်ကူတဲ့ရွှေပြောင်းပူဇော်ခဲ့ရကနေဘေးအန်ရီကင်းတဲ့ရန်ကင်းတောင်လို့အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ရှေးမင်းအဆက်ဆက်ဟာမိုးခေါင်တဲ့အခါတိုင်းဒီငါရက်ရုပ်တွေကိုနန်းတော်ထဲပင်ပြီးမိုးခေါ်ပွဲတွေပြုလုပ်လို့ရှိကြပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်884ပေရှိတဲ့ဒီတောင်တော်ပေါ်မှာထူးခြားဆန်းပြတဲ့တဘာဝလိုင်ကူကြီး9ခုရှိပြီးအနက်ပေ90ရှိတဲ့တဘာဝငါရက်တွင်ကူအထဲကိုဆင်းပြီးဖူးမြော်နိုင်ပါတယ်။ဒါအပြင်တောင်ပေါ်ကနေလှပလာတဲ့ရှမ်းရုပ်မတောင်တန်းကြီးတွေပသိမ်ကြီးလေကွင်းလှတွေနဲ့မန္တလေးမြို့အလှကိုတဘာဝမျော်စင်ကြီးလိုအပေါ်စီးကနေတဝါကြီးကြည့်ရှုခံစားနိုင်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းမန္တလေးကိုရောက်ဖြစ်ခဲ့ရင်စိတ်အေးချမ်းရာတာသနာနယ်မြေတစ်ခုဖြစ်တဲ့ဒီရန်ကင်းတောင်တော်စီကိုမဖြစ်မနေတွားရောက်ဖူးမြော်ဖို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်။